ပရလောကထဲမှာဒီနေ့ဒီချိန်ထိမဖဲဝါကိုမသိတဲ့သူမရှိသလောက်ပါပဲမဖဲဝါလို့ပြောလိုက်ရင်ညဘက်တွေမှာအခေါင်းတလားကြီးတစ်လုံးထမ်းပြီးတော့လေးနေရလွင့်နေတတ်တဲ့မိန်းကလေးတစ်ယောက်ကိုပဲမြင်ရောင်မိကြမှာပါမဖဲဝါကသူမရဲ့ခေါင်းတလားကိုအိမ်တအိမ်ရဲ့ရှေ့မှာချသွားခဲ့ရင်အဲ့အိမ်မှာရှိတဲ့အိမ်သားတစ်ယောက်တေဆုံးလေးရှိတယ်ဆိုတဲ့ရာဇဝင်တွေလည်းရှိခဲ့ပါတယ်မဖဲဝါဆိုတာဘာလို့လဲမဖဲဝါရဲ့သမိုင်းစကြောင်းကတော့ကုန်းမောင်မင်းဆက်80မြောက်ဖြစ်တဲ့ဘာကြီးတော်မင်းလက်ထက်မှာစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။မဖဲဝါကပြည်မြို့စာတီးဖြစ်ပြီးသူမရဲ့အမိအရင်ကမတဲအောင်ဖြစ်ပါတယ်။မောင်ကျန်စစ်ဆိုတဲ့အကိုတစ်ယောက်ရှိပြီးငွေချင်းမောင်နှမ2ယောက်ပဲရှိပါတယ်။အကိုဖြစ်သူမောင်ကျန်စစ်ကစကိုင်းမင်းထံမှာစည်ရတော်အဖြစ်အမှုထမ်းပြီးဘွဲအမိမှာမင်းရဲဒီပါဖြစ်ပါတယ်။မိဘများရှေ့စင်နောက်စင်ကွယ်လွန်ခဲ့တဲ့အတွက်အကိုဖြစ်သူမောင်ကျန်စစ်နဲ့အတူနေထိုင်ခဲ့ပြီးအကိုဖြစ်သူကိုမိဘတပွဲအားကိုးနေထိုင်ခဲ့ရပါတယ်။အကိုဖြစ်သူမောင်ကျန်စစ်ကမိသားစုဝင်ဖြစ်တဲ့တဦးတည်းရှိတဲ့ညီမလေးကိုတန်ဖိုးထားချစ်ခင်မိမဲ့တည်ရအရက်နေ့စဉ်တောက်သုံးလေးရှိပြီးအမြဲဆိုသလိုခိုက်ရန်လည်းဖြစ်ပွားလေရှိပါတယ်။တည်ရအရက်နေ့စဉ်တောက်သုံးရမှာအပေါင်းအသင်းမှာပြီးတော့ခိုးတာဓမြတွေနဲ့မိတ်ဆွေဖွဲ့မိပြီးမြို့ပိုင်မင်းကိုတော်လန်ပုံကန်တဲ့အထိစိုးသွင်းခဲ့တဲ့အတွက်မင်းပြစ်မင်းတဲ့ကြာတင်ခဲ့ပါတယ်။မင်းတရားရဲ့လိုက်လံဖမ်းဆီးခြင်းကြောင့်နမဖြစ်သူကိုခေါ်ဆောင်ပြီးအေယာဝတီမြစ်ကြောင်းတစ်လျှောက်လေငယ်လေးတစ်စင်းနဲ့ထွက်ပြေးသိမ်းရှောင်ခဲ့ရပါတယ်။မြစ်ကြောင်းအတိုင်းစုံပြေးရင်ချောင်းမြောင်းအင်းအိုင်ပေါ်များပြီးတစ်ပင်တွေထူထပ်ခါလူနေနဲ့ပါတဲ့ဒေတာတစ်ခုကိုရောက်ရှိခဲ့ပြီးတော့မောင်ကျန်စစ်ကမောင်ဆန်မဲအဖြစ်မတဲအောင်ကမဲဖဲဝါအဖြစ်အမိပြောင်းလဲပြီးအဲ့ရွာလေးမှာပဲဇမြုံနေထိုင်ခဲ့ကြပါတယ်။အရင်ကမင်းမှုထမ်းမိသားစုဝင်နေဖြစ်တဲ့အတွက်ပြည့်ပြည့်စုံစုံနေထိုင်ခဲ့ရပြီးဘာအလုံးမှတခြားမလုပ်တတ်တဲ့အတွက်တငါအလုပ်အင်းအလုပ်ကိုပဲလောက်ကင်စားတောက်ခဲ့ကြပါတယ်။မတဲအောင်ကအကုလိုအလုပ်တွေကိုမနစ်သက်ပေမဲ့စိုးရွားလာတဲ့ဘဝပေးကံကြမ္မာကြောင့်အကိုဖြစ်သူနဲ့အတူအင်းအလုပ်တွေမှာမလွဲတာမရှောင်တာစူးစမ်းလောက်ကင်ခဲ့ရပါတယ်။မောင်နှမနှစ်ယောက်ရဲ့စူးစမ်းမှုတွေနဲ့အတူအကုလိုအကျိုးပေးကောင်းတဲ့အတွက်နေ့ချင်းညချင်းကြီးပွားလာခဲ့ပါတော့တယ်။အကိုဖြစ်သူကအရင်ကတည်းကတောက်တက်စားတတ်တဲ့လူတစ်ယောက်ဖြစ်ပြီးကံအကျိုးပေးကောင်းလို့အင်ဂျီဘဝကိုရောက်သွားတဲ့အချိန်မှာတော့အမြဲဆိုသလိုတောက်တောက်ဆားဆားနေထိုင်ပြီးစိတ်ကြမ်းလူကြမ်းဖြစ်လာပါတော့တယ်။ဒီလိုနဲ့တနေ့မှာတော့အခုလိုလူသိများပြီးကြောက်မက်ဖွယ်ရာကောင်းတဲ့မဖဲဝါအဖြစ်ကိုရောက်ရှိဖို့အကြောင်းဖန်လာခဲ့ပါတယ်။မတဲအောင်တရားမိုးတွေတဲတဲမဲမဲရွာနေတဲ့ကောင်းကင်ကြီးကိုမော့ကြည့်ပြီးတော့အင်းကနေအိမ်ကိုပြန်မလာတာ3ရက်လောက်ရှိပြီဖြစ်တဲ့အကိုဖြစ်သူအကြောင်းစဉ်းစားကစိုးရိမ်ပူပန်လာခဲ့ပါတယ်။ဒါကြောင့်လေငယ်လေးတစ်စင်းကိုကိုယ်တိုင်လောခက်ပြီးအကိုဖြစ်သူနေထိုင်တဲ့အင်းကိုသွားခဲ့ပါတယ်။အင်းကိုရောက်တဲ့အချိန်မှာတော့အကိုဖြစ်သူကိုမတွေ့ရပဲတောက်လက်ဆတေးရီအိုးတွေကိုပဲတွေ့ရပါတယ်။မတဲအောင်လည်းအကိုဖြစ်သူပြန်လာမယ့်အချိန်ကိုတဲတဲကနေစောင့်မျှော်နေခဲ့ပါတယ်။တဲနီးရှိအင်းထဲမှာညုံထောင်ထားတာကိုတွေ့ရှိပြီးအကိုဖြစ်သူပြန်မလာခင်ငါးဖော်ပေးဖို့အတွက်ညုံကိုဆွဲတင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာမောင်ဆန်မဲ့ကအရင်နေ့တွေကသူညုံဖော်လိုက်တိုင်းငါးတွေနဲနေတဲ့အတွက်တကူးကူးတယ်လို့ယူဆပြီးဒေါ်တပုံထားနေခဲ့ပါတယ်။တဲကိုပြန်အရောက်မှာညီမဖြစ်သူညုံဖော်နေတာကိုတွေ့ရှိပြီးတော့တခိုးလို့ထင်မှတ်ပြီးတစ်ထဲကအသင့်ပါလာတဲ့ဓာတ်ကိုခုတ်တက်ခဲ့ပါတယ်။အမူးပြေလာတဲ့အချိန်မှာသူ့ညမကိုတခိုးအမှန်နဲ့ခုတ်တက်မိတာကိုသိရှိသွားပြီးယူကျုံးမရဖြစ်ကချုံပွဲချငိုကြွေးခဲ့ပါတယ်။ညီမဖြစ်သူကိုတက်မိတဲ့စိတ်တရားကြောင့်အရက်ကိုယ်တာပုံမဖိတောက်လာပြီးအရင်ထက်ပိုပြီးစိတ်ကြမ်းလူကြမ်းဖြစ်လာခဲ့ပါတယ်။မောင်ဆန်မဲရဲ့လှုပ်ဖော်ကိုင်ဘက်အပေါင်းဖော်တွေကသူ့ရဲ့စိတ်ပြေပြောက်စေဖို့ရွှေတကုံစီရီတော်ကိုတွားရောက်ဖူးမြော်ဖို့ခေါ်ဆောင်သွားခဲ့ကြပါတယ်။ဘုရားဖူးသူတွေအားလုံးကရွှေတကုံစီရီတော်မြတ်ကြီးကိုရိုတေးစွာရှ िख ိုးနေချိန်မှာမောင်ဆန်မဲတယောက်ကတော့ရှ िख ိုးခြင်းမရှိဘဲကြောင်ပြီးကြည်နေခဲ့ပါတယ်။သူ့ရဲ့အပေါင်းဖော်တွေကရှ िख ိုးဖို့တိုက်တွန်းတဲ့အခါဇီဒီတော်ကိုမမြင်ရတဲ့အတွက်ဖူးမြော်လို့မရကြောင်းသိရတဲ့အခါသူနဲ့အတူပါလာတဲ့လူတွေအားလုံးထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။မောင်ဆန်မဲတရားရှက်တဲ့စိတ်ကြောက်တဲ့စိတ်တွေနဲ့ရွာကိုချက်ချင်းပြန်လာခဲ့ပါတယ်။အရင်ကတည်းကစိတ်ကြမ်းလူကြမ်းဖြစ်တဲ့အတွက်အစွတ်ထိုးစိတ်တွေနဲ့ရွှေတကုံဇီဒီတော်အတွက်ရည်စူးထားတဲ့ရွှေဆိုင်တွေကိုသူ့အိမ်အလဲတိုင်းမှာရွှေချလိုက်ပါတော့တယ်။မဖဲဝါတစ်ဖြစ်လဲမသိန်းအောင်ကတော့အစိမ့်တရဲ့အဖြစ်မကျွတ်မလွတ်ဖြစ်နေရမှနေစရာမရှိစားစရာမရှိနဲ့ဒုက္ခရောက်နေတဲ့အတွက်ရွာဦးเจ้าကဆရာတော်ကိုအိမ်မက်ပေးပြီးအတနာခံခဲ့ပါတယ်။
ဆရာတော်ကလည်းမောင်နှမနှစ်ယောက်ရဲ့ဖြစ်ကြောင်းကုန်စင်ကိုသိရှိထားတဲ့အတွက်ရွာရှိတုတ်တံမှာနေထိုင်ခွင့်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးမတ်တဲအောင်ကတုတ်တံမှာနေထိုင်ခွင့်ရခဲ့ပြီးတုတ်တံဆောင်ဘဝကိုရောက်ရှိခဲ့ပါတယ်။ငယ်စဉ်ကတည်းကအဝါရောင်ကိုလွန်စွာနှစ်သက်တဲ့အတွက်ဘဝကူပြောင်းသွားချိန်မှာလည်းအပွင့်ခက်တောင်မပါတဲ့အဝါရောင်ထမိန်တထဲကိုပဲဝတ်ဆင်လေးရှိပြီးညဘက်တွေမှာတော့ခေါင်းတလားကြီးတစ်လုံးကိုထမ်းပြီးတော့ရွာထဲလျှောက်သွားနေတဲ့မဖဲဝါကိုတခါတလေမှမြင်တွေ့ရတတ်ပါတယ်။မဖဲဝါကသူ့ရဲ့ခေါင်းတလားကိုအိမ်တအိမ်ရဲ့ရှိမှချထားခဲ့ပြီးဆိုတာနဲ့မနေ့ရောက်ရင်အဲ့အိမ်မှာရှိတဲ့အိမ်သားတစ်ယောက်တည်ဆုံးလေးရှိပါတယ်။နောက်ပိုင်းခေတ်တွေမှာတော့မဖဲဝါကသူမစားရမတောက်ရတာကြာပြီဖြစ်လို့လူသားစားခြင်းကြောင့်ဆရာတော်တစ်ပါးကိုရှောက်တင်ခဲ့ပါတယ်။ဆရာတော်ကလည်းတစ်ဖက်လက်နဲ့လူသားခါးသည်ခွေးသားခြူသည်လို့မိန့်ကြားခဲ့ပါတယ်။အဲ့ဒီသတင်းကတနိုင်ငံလုံးကိုလင်းမြန်စွာပြန့်နှံ့သွားခဲ့ပြီးလူတွေအားလုံးကြောက်လန့်ခဲ့ကြကနေအိမ်ရှိတွေမှာလူအသားခါးသည်ခွေးသားခြူသည်ဆိုတဲ့ဆိုင်းပုတ်တွေကိုချိတ်ဆွဲပြီးတော့မဖဲဝါရဲ့အန္တရာယ်မှကာကွယ်ခဲ့ကြပါတယ်။ဒီအကြောင်းကိုကုန်းမောင်မင်းဆက်80မြောက်ဖြစ်တဲ့ဟန်တာဝရီမင်းကြီးကြားသိသွားတဲ့အခါမှာတော့မဖဲဝါကိုမြို့ရွာတွေထဲဝင်ခွင့်မပြုတော့ဘဲတုတ်တန်အားလုံးကိုစောင့်ရှောက်သူအဖြစ်အမိန့်တော်ထုတ်ပြန်ခဲ့ရပါတယ်။အဲ့ဒီအချိန်ကစပြီးမဖဲဝါရဲ့လို့ပြောစမှတ်တွင်ခဲ့ပါတယ်။နေရာဒေသအလိုက်မဖဲဝါနဲ့ပတ်သက်တဲ့ဇလန်းတွေကွဲပြားမှုအများကြီးရှိနိုင်တာမို့လို့မတူညီမှုများရှိခဲ့ရင်နားလည်ပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာ။ဒီလိုဖြစ်ရမှန်ဇလန်းတွေကိုကြိုက်နေတတ်တယ်ဆိုရင် channel လေးကို subscribe and follow လုပ်ခဲ့ပေးပါ။